နော်ကိုယ်မှာဆွဲနေတဲ့မလောက်ရရင်နော်မနေနိုင်ဖြစ်နေတဲ့ကောင်းသောအရာတွေကဘာတွေလဲမလောက်ရရင်မနေနိုင်ဖြစ်နေတဲ့မကောင်းသောအရာတွေကဘာတွေလဲနော်ကောင်းသောအကျင့်တစ်ခုဆွဲသွားပြီဆိုရင်ဒီအချိန်ရောက်ရင်ဒါလောက်ရမယ်ဆိုတာကိုမသိစိတ်ကသိဥပမာညာအိတ်တဲ့အခါမှာဖျားမရှိခိုးပဲနဲ့အိတ်ဖြစ်တယ်နော်ဖျားမရှိခိုးပဲအိတ်ပါများလာရင်ဘုရားမရှိခိုးခြင်းတော့အဲ့ဒီအကျင့်ကိုဘုရားရှိခိုးပြီးမှအဲ့တဲ့အကျင့်လုပ်တဲ့အခါမှာဘုရားမရှိခိုးပဲနဲ့ရတာတစ်မျိုးကြီးဖြစ်တစ်ခုခုလိုနေတယ်လို့ဖြစ်တတိရနေတယ်အကျင့်တစ်ခုဖြစ်နေအဲ့တော့အဲ့ရတဲ့ခေါင်းမချခင်ကိုဘုရားရှိခိုးရမယ်ဘုရားရှိခိုးတတ်တဲ့အကျင့်အမြဲတမ်းပါတော့ဘုရားမရှိခိုးပဲနဲ့အဲ့ရတဲ့ကိုခေါင်းချတာအိတ်တာတစ်မျိုးကြီးဖြစ်တယ်အဲ့တော့ကောင်းသောအကျင့်ဆွဲသွားရင်ဒီအကျင့်ကကိုယ့်ကိုပြန်ပြီးတော့တတိပေးသွားလိမ့်မယ်ထိန်းချောင်းသွားလိမ့်မယ်နော်စဉ်းစားကြည့်ပဲနော်ကိုယ်မှာအကျင့်တစ်ခုလိုမျိုးဆွဲနေတယ်မလုပ်ရရင်မနေနိုင်ဖြစ်နေတော့ကောင်းသောအရာကဘာလဲမကောင်းသောအရာကဘာလဲမလုပ်ရရင်မနေနိုင်ဖြစ်နေမလုပ်လဲဖြစ်တယ်ဆိုတာအကျဉ်းမဆွဲသေးအကျင့်ဆွဲသွားပြီဆိုရင်မလုပ်ရရင်တစ်မျိုးကြီးဖြစ်